projector ဆိုတာဘာလဲ projector တွေဘယ်လိုပေါ်ပေါက်လာလဲ projector ကိုဘယ်လိုတွေစိတ်ကအသုံးပြုလာလဲ projector နဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာတွေတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ဆက်ကြည့်ဗီဒီယိုမစခင်မှာ projector နဲ့ပတ်သက်တဲ့ knowledge sharing တွေကို update ပြုဖို့အတွက် projector accessory ကို like and follow လေးလုပ်ဖို့မမေ့နဲ့နော် projector လို့အစပြုခဲ့တာက1885ခုနှစ်နောက်ပိုင်းမှာနရံပေါ်မှာပုံရိပ်တွေထုတ်ပြီးတဲ့ magic lantern ဆိုတဲ့ပစ္စည်းလေးတစ်ခုကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုမျိုးရုပ်တည်ပုံရိပ်တွေကနေတဆင့်ဖြည်းဖြည်းဆင့်ကဲပြောင်းလဲလာတာ1895ခုနှစ်နောက်ပိုင်းမှာတော့ရုပ်ရှင်ရုံတွေကျောင်းတွေမှာစာသင်ခန်းတွေမှာအသုံးပြုတဲ့အစည်းအဝေးတွေမှာ presentation လုပ်ရမှာ movie projector တစ်ခုအနေနဲ့ဆင့်ကဲပြောင်းလဲလာတာပဲဖြစ်ပါတယ်1990နောက်ပိုင်းမှာဆိုရင် computer projector တွေ LCD projector တွေ DLP projector တွေထပ်ဆင့်ပြောင်းလဲလာတာပဲဖြစ်တယ်2015နောက်ပိုင်းမှာတော့အခုလက်ရှိသုံးနေတဲ့ smart projector တွေပေါ်ထွက်လာတာပဲဖြစ်ပါတယ် smart projector ဆိုတဲ့အဓိပ္ပာယ်ကတော့သူက Wi-Fi ချိတ်ပြီးဖုန်းနဲ့ကြည့်လို့ရမယ် tablet တွေနဲ့ချိတ်လို့ရမယ် laptop တွေနဲ့ချိတ်ဆက်လို့ရမယ် Wi-Fi ချိတ်ပြီးတော့ Netflix, YouTube, Prime Video တွေကိုလည်းကြည့်ရှုနိုင်တာပဲဖြစ်ပါတယ်အခုလိုမျိုး projector ရဲ့ knowledge တွေကိုသိဖို့ဆိုလို့ရှိရင် favorite projector accessory အကောင့်တွေကို like and follow ဖို့မမေ့နဲ့နော် projector တွေလိုအပ်လို့ဆက်သွယ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်3994299333ကိုဆက်သွယ်ပြီးတော့မှာယူနိုင်တာပဲဖြစ်ပါတယ်